မင်္ဂလာပါမိတ်ဆွေများရေရှင်ထဲကခန်းစားချက်တွေဖွင့်ရအနားယူနိုင်တဲ့ Soul Notes Channel မှာကြိုဆိုပါရစေဒီနေ့ဖတ်ပြပေးမယ့်ရင်ဖွင့်စာကိုနားဆင်ရင်ငိုမိသွားရင်အဲ့ဒါတင်းပြမဟုတ်ပါဘူးတခါတရံဘသူမှမမြင်မဲ့ကိုတယောက်တည်းပြိုလဲနေရတာအရင်ပင်ပန်းပါတယ်ဒီနေ့ဖတ်ပြပေးမယ့်စာဟာအဲ့ဒီလိုပြိုလဲနေရတဲ့လူတယောက်ရဲ့ရင်ဖွင့်စာပါနားဆင်ကြည့်ပါနော်မင်္ဂလာပါဆိုနှုတ်တီရေကျွန်တော်တခုလောက်ရင်ဖွင့်ပြရစီကျွန်တော်အသက်34နှစ်ရှိပါပြီဒီရွယ်ထိဘာမှအခြေမကျနိုင်သေးပါဘူးကျွန်တော်ဘဝကစတင်ချိန်နောက်ကျခဲ့တယ်လို့ပြောနိုင်ပါတယ်9နှစ်အရွယ်ကနေအသက်19နှစ်အထိတာမဏီဘဝမှာပြုံးဝင်နေခဲ့ပြီး20ဆွန်းဆွန်းရဟန်းခံကာနီမှာလူထွက်ခဲ့ပါတယ်အကြောင်းကကျွန်တော်ညီငယ်ညီမငယ်လေးတွေကိုကျောင်းဆက်ထားဖို့နဲ့ဘေဘီပပန်းရုံးကန်ပြီးကျွန်တော်ကိုပါထောက်ပံ့နေကြရတဲ့မိဘနှစ်ပါးကိုမကြည့်ရလို့ပါကျွန်တော်ကွန်ပျူတာစာတီစာရိုက်မိတ်တူဆိုင်တစ်ခုမှာပထမဆုံးအလုပ်ရပြီးကိုစိတ်နဲ့ပိုတလောက်အိမ်ကိုပို့ပေးပါတယ်နောက်တော့မန္တလေးကနေရန်ကုန်ပြောင်းပြီးရွှေဆိုင်တစ်ခုမှာအလုပ်ရခဲ့ပါတယ်အဲ့ဒီခေတ်တစ်လ3သိန်းကကျွန်တော်နေထိုင်စရိတ်နဲ့စားတောက်စီအတွက်3သိန်းနဲ့လောက်ငှပါတယ်တစ်လ2သိန်းအိမ်ကိုလွှဲပေးရင်အိမ်လဲတဖြည်းဖြည်းအဆင်ပြေလာခဲ့ပါတယ်ရွှေဆိုင်မှာ6နှစ်လောက်ကြာတော့ညီမငယ်လဲ10တန်းပြီးလို့တက္ကသိုလ်ခရီးစနေပါပြီအဖေနဲ့မေရဲ့လေတော့ကပိုတဲ့ပိုက်ဆံနဲ့ကျွန်တော်စုထားတဲ့ပိုက်ဆံပေါင်းပြီးအိမ်ကောင်းကောင်းပြင်ဆောက်ဖို့စခဲ့ပါတယ်တစ်ချိန်နဲ့ကျွန်တော်အနာဂတ်အတွက်ပိုက်ဆံများများစုနိုင်ဖို့အဆက်အသွယ်ရှာပြီး2019နှစ်စမှာထိုင်းနိုင်ငံကိုထွက်ခဲ့ပါတယ်အဲ့အချိန်ကျွန်တော်အသက်28နှစ်ပြည့်လူစေးစေးပါကျွန်တော်နာကလို့ဆိုရတာကကျွန်တော်မှာပထမဆုံးချစ်သူကောင်းမလေးရှိနေခဲ့တာတစ်နှစ်ရှိပါပြီ။ online မှာကျွန်တော်ရေးတင်တဲ့ကြပြားလေးစာတွေကိုသူမတွေအပေးလက်ရှိရာကနေစခဲ့တဲ့အချစ်စလံမှာသူမကကျွန်တော်တို့ရွာနဲ့မနီမဝေးကဖြစ်ပြီးမြို့ပေါ်မှာအထက်ဆိုင်တစ်ခုဖွင့်ထားပါတယ်။ထိုင်းမြင်သွားခင်ရွာလည်းပြင်ရင်သူမဆိုင်ကိုကျွန်တော်မကြာခဏရောက်သွားလေးရှိခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးတစ်ခေါက်မှသူမနဲ့တူအေးဆိုင်တစ်ခုမှထိုင်ပြီးစကားငယ်ငယ်ပြောခွင့်ရခဲ့တာပါသူမကကျွန်တော်ထက်2နှစ်လောက်ငယ်ပြီးအချစ်ဥကောရီစာဥကောမချစ်ဖူးတာကောပေါင်းပြီးသူမအပေါ်ကျွန်တော်အတော်လေးယူသွခဲ့ပါတယ်သူမစိတ်ကောက်ပြီး3ရက်လောက်ပြစ်ထားရင်ကျွန်တော်မှ3ရက်လုံးအိပ်ပြက်အစာပြက်မျက်ရည်နဲ့မျက်ခွက်ဖြေရတော့တာပါပဲစိတ်ကောက်ပြီးဆိုနီးမျိုးစုံနဲ့ချော့လဲအသေးမှစွာပြစ်ထားနိုင်ပါတယ်အဲ့ဒါလိုမာနာကြီးမှုမျိုးနဲ့သူမရဲ့အနေအထိုင်အပြောဆိုတည်ငြိမ်မှုကြောင့်သူမရဲ့သစ္စာကိုတော့ကျွန်တော်အကျွင်းမဲ့ယုံကြည်ထားပါတယ်ကျွန်တော်ထိုင်းနိုင်ငံရောက်ပြီး2နှစ်လောက်အကြာမှာအဖေနဲ့အမေအတွက်အိမ်တလုံးအချောသက်ပြီးစီးခဲ့ပါပြီဒီကစားပြီးကျွန်တော်လဲသုံးပုံတစ်ပုံကိုနေထိုင်စားတောက်စိတ်လောက်ငှအောင်သုံးပြီးတပုံကိုအိမ်ထောက်ပံ့လို့ကျန်တဲ့ပုံကိုသူမနဲ့နာကအတွက်စုဆောင်းခဲ့ပါတယ်အလောက်ကတလကိုနေစင်း15ရက်ညစင်း15ရက်မှုသူမကိုပေးနိုင်တဲ့အချိန်ကပုံမှန်မရှိခဲ့ပါဘူးဒါပေမဲ့ရသမျှအချိန်လေးကိုတော့ကျွန်တော်သူမကိုပဲဦးစားပေးဖြစ်ပါတယ်သူမနဲ့တည်ကြတဲ့အနာဂတ်တစ်ခုကိုတွေးပြီးကျွန်တော်မှနေစဉ်ပင်ပန်းတယ်လို့တောင်မခံစားခဲ့ရပါဘူးသူမစိတ်ကောက်သမျှကိုအသေးလဲချောရတာကိုလည်းမညှို့ညင်ခဲ့ဘူးပါဘူးဒါပေမဲ့ကံကြမ္မာကကျွန်တော်ကိုမျက်နှာသာမပေးခဲ့ပြန်ပါဘူး။ညားလို့စင်မှုကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းဆိုင်ကယ်နဲ့အသွားမှာအက်ဆီဒင့်ဖြစ်ခဲ့ပါတယ်။ဆေးရုံမှာကျွန်တော်ခြေစလုံးတစ်ဖက်ကိုခွဲစိတ်ပြီးအယိုးအစားတော့အထောက်ကူပစ္စည်းထိုက်ထင်မြန်ကိုအစားထိုးထည့်ပြီးကုသရပါတယ်။6လကျော်လောက်အလုံနိုင်ရမယ်လို့လည်းညွှန်ကြားခံရပါတယ်။သူမနဲ့နာကအတွက်3နှစ်လုံးအရေးတကြီးကြီးစုဆောင်းလာသမျှပိုက်ဆံတော်များများကိုဆေးရုံဆေးနဲ့အလုံနာနေတဲ့6လစာစားတောက်နေထိုင်စေအတွက်သုံးလိုက်ရပါတယ်။ကျွန်တော်ထိုင်းရောက်ခဲ့တဲ့9နှစ်ကာလဟာဘာမှအဖက်မတင်မဲ့ခြေစလုံးအယိုးလဲလိုက်ရတာပဲလားဆိုတဲ့စိတ်ကိုအတော်လေးအတင်းကြရပါတယ်။ဒါပေမဲ့သူမရှိမှတော့ကျွန်တော်မပြူလဲပြခဲ့ပါဘူး။အကြောင်းကသူမကျွန်တော်အပေါ်ပင်ငင်စိတ်ပြတ်သွားမှဆိုလိုပါ။ကျွန်တော်အလုံးမလုံးရတော့မှညနေရင်သူမဖုန်းလိုင်းမအားတတ်တာကိုတတိထားမိပြီးအနှဲငယ်ဆိုးရုံမိပေမဲ့သူမရဲ့ဂရုစိုက်မှုတွေကြောင့်ပဲတန်ရာကြီးကြီးမားမားမဖြစ်ခဲ့ပါဘူး
6 လပြီးတာနဲ့အလုပ်တစ်ခုထပ်ရှာမဲ့အကြောင်းပြီးရင်နောက်2 နှစ်လောက်ကြိုးစားဆူဆောင်ပြီးပြန်ရောက်တာနဲ့လက်ထပ်ကြမယ်ဆိုတာကိုပဲတွေ့ပြောနေမိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ထိသူမမဆောင်ခဲ့ပါဘူး။အခုအလုပ်တစ်ထပ်ရပြီးလို့2 လပဲရှိပါသေးတယ်။သူမအခြားတစ်ယောက်နဲ့လက်ထပ်တော့မဲ့အကြောင်းရုတ်တရက်ဖွင့်ပြောလာပါတယ်။ကျွန်တော်အခုထိမယုံနိုင်သေးပါဘူးဗျာ။ကျွန်တော်ခြေထောက်ပြန်တက်တာကလေးကပြန်လာခြင်းလားမလာရင်အခြားတစ်ယောက်ကိုလက်ထပ်တော့မယ်လို့သူမပြောတတ်ပါတယ်။ဒါပေမဲ့တကယ်ကြည့်လို့လိုက်မယ်လို့တော့ဘယ်ထင်မလဲဗျာ။သူမကမင်္ဂလာဆောင်ကိုတသက်မှတစ်ခါမို့ခန်းခန်းနာနာလှုပ်ချင်ကြောင်ပြောတတ်သူမို့သူမဆန္ဒကိုဖြည့်ဆည်းနိုင်မှုကျွန်တော်ငွေဆက်စုဖို့ကြိုးစားတာပါ။တကယ်ဆိုကျွန်တော်အခြေဦးပဲအပြည့်ပြန်ပြီးလက်ထပ်ချင်နေတာပေါ့။အခုကျွန်တော်ကပြန်ခဲ့မယ်ဆိုတော့လူဆုံးဖြတ်ချက်ကိုမပြင်တော့ဘူးတဲ့။ရှင်းနေကြတဲ့ရုံးစင်ကိုကျွန်တော်ကိုအတိမပေးပဲသူမဘက်ကဖြတ်နေခဲ့တာဘယ်လောက်ကြာပြီလဲကျွန်တော်မှသူမဘက်ကပြတ်သားသွားမှအတိပေးခံခဲ့ရတာပါကျွန်တော်မိဘတွေကကျွန်တော်ခံစားရတာမကြည့်ရလို့သူမစီဆက်သွယ်ပြီးစစ်ဆက်ကြောင်းလန်းလာခြင်းကြောင့်ပြောခဲ့ကြပြီမဲ့သူမလက်မခံတော့ပါဘူးနောက်2 ရက်ဆိုရင်ပဲသူမစစ်သက်ကြောင်းလန်းมาတော့မေတဲ့အခုကျွန်တော်သိလူတရားလိုပါပဲတကယ်တော့ကျွန်တော်အနီးကလူတွေအားလုံးကိုရင်းဖွင့်ပြီးပါပြီသူတို့အားပေးစကားတွေကိုကျေးဇူးတင်ပေမဲ့နည်းနည်းလေးမှမတက်တာစီခဲ့ပါဘူးကျွန်တော်ဘာကိုမှဆက်ကြိုးစားလို့စိတ်လည်းမရှိတော့ပါဘူးကျွန်တော်ဘဝဘသူ့အတွက်ဆက်ပြီးကြိုးစားရအောင်မှလဲအရှုံးသမားကအရှုံးသမားပဲပေါ့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်စာဆက်ရည်နိုင်စွမ်းမရှိတော့ပါဟုတ်ကဲ့စာမှုပိုင်ရှင်ဒီစာကိုဆုံးထိဖိုက်ပြီးတဲ့အခါစကားပြောဖို့ခက်ခဲလောက်အောင်နာကျင်ရပါတယ်ဒီနေရာမှာအတင်းထားပါအချိန်ကကူစားလိမ့်မယ်ဆိုတဲ့စကားတွေလည်းမပြောချင်ပါဘူးအဲ့ဒီစကားတွေကတင်အခုခံစားနေရတဲ့နာကျင်မှုကိုမရောစေဘူးဆိုတာစမနားလေလို့ပါမျက်ရည်ကိုတားမထားပါနဲ့ငိုချင်ငိုပါအတန်ထွက်ပြီးငိုချင်ငိုပါငိုတာကအနှဲ့မှုမဟုတ်ပါဘူးစိတ်ကအသက်ရှူဖို့လိုအပ်တဲ့လမ်းကြောင်းတစ်ခုပါတခါတရံမျက်ရည်ဟာလည်းဆေးဘက်ဝင်ပါတယ်တင်အခုခံစားနေရတာဟာမှားနေခြင်းမဟုတ်ပါဘူးတင်ပြူလဲနေတာကလည်းအနှဲ့လို့မဟုတ်ပါဘူးအစိုးလောကရန်ရဲ့အထူထောင်းကိုခံနေရတာတင်တယောက်တည်းမဟုတ်ပါဘူးလူတိုင်းပပဆက်ဆက်နာကျင်ဘူးကြပါတယ်လူတိုင်းစိတ်ပြက်လက်ပြက်ငိုကြွေးဘူးကြပါတယ်ကဲငိုပြီးရင်တော့စိတ်ကိုခဏအနားပေးကြရအောင်ပါအားလုံးကိုခဏလောက်လှုပ်ချထားလိုက်ပါလောကကြီးတွေကရှိသမျှပြဿနာတွေအခက်အခဲတွေအားလုံးကိုတင်တယောက်တည်းထမ်းပိုးထားရတာမဟုတ်ပါဘူးဒီလောက်ကြီးလေးလံမနေပါနဲ့နေ့ရက်တိုင်းပြင်းပြင်းထန်ထန်ကြိုးကြိုးစားစားပြေးနေဖို့လိုပါဘူးအခုမပြေးနိုင်သေးလေရှားပါတယ်တခါတရံထိုင်းနေုံအသက်ရှူနေုံနဲ့ပဲလုံလောက်ပါတယ်အသက်ကိုဖြည်းဖြည်းချင်းရှူထုတ်လုပ်ပြီးကျမနဲ့အတူရှိနေပေးပါဆာမူပိုင်ရှင်တင်ရေးသားထားတဲ့စာတစ်ကြောင်းချင်းစီမှာတာဝန်ယူမှုသစ္စာဆွမ်းလွတ်မှုအားထုတ်မှုတွေကိုမြင်ရပါတယ်ဒါတွေကိုပိုင်ဆိုင်ထားတဲ့တင့်ကိုယ်တင်အရှုံးသမားလို့မသတ်မှတ်ပါနဲ့တင်ဘွားကနောက်ကျနေတာမဟုတ်ပါဘူးလူတိုင်းဟာကိုယ်ပိုင်မြေပုံတစ်ခုစီနဲ့ခရီးသွားလာနေကြသူတွေပါဒါကြောင့်အခြားသူတွေရဲ့ခရီးနဲ့တင်ခရီးကိုနှိုင်းယှဉ်ပြီးနောက်ကျနေတယ်လို့ပြောလို့မရပါဘူးတင်ခရီးတစ်လျှောက်လုံးကိုပြန်တွေးကြည့်ရင်ခင်ဟာမိဘကိုထောက်ပံ့နိုင်ခဲ့တယ်ညီငယ်ညီမငယ်တွေကိုကျောင်းဆက်နိုင်အောင်လုပ်ခဲ့တယ်အိမ်တလုံးပြီးစီအောင်စောင့်နိုင်ခဲ့တယ်နိုင်ငံသားမှာကိုဝါကိုပြီးရက်တည်နိုင်ခဲ့တယ်အက်ဆီဒင့်ကြီးကြုံပြီးခြေထောက်အယူစားထုတ်ခဲ့ရတဲ့အချိန်မှတောင်ချစ်သူကိုပြိုလဲမပြခဲ့ဘူးဒါတွေဟာအလွန်တန်ဖိုးရှိပြီးတာမာတဲ့လူတစ်ယောက်သာလုံးနိုင်တာတွေပါစိတ်ကဘဝရဲ့အပိုင်းတစ်ခုပါတင်ဘဝအကုန်မဟုတ်ပါဘူးတင်အခြေဦးကတင်ဘဝအစုံမဖြစ်ရပါဘူးဒီကဘာမှာ
အခြေဦးနဲ့အဆုံးထိပေါင်းဖက်နိုင်တဲ့လူကအကြမ်းဖြင့်900ခိုင်နှုန်းကနေ15ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့သူတည်တနာတွေကနေခန့်မှန်းထားပါတယ်။ဒါဟာလူ100မှာ85ယောက်လောက်ကတင်းလို့အဖြစ်မျိုးကြုံမှုကြသူတွေလို့ဆိုလိုတာပါ။တင်းရဲ့စာထဲမှာကျွန်တော်ဘဝဘယ်သူအတွက်ဆက်ပြီးကြိုးစားရအောင်မလဲလို့ဆိုထားပါတယ်။တကယ်တော့ဘဝဆိုတာဘယ်သူအတွက်ဆိုပြီးရှင်သန်ရမှာမျိုးမဟုတ်ပါဘူး။ကိုယ်တိုင်အတွက်ပဲကြိုးစားရှင်သန်ရတာပါ။တင်းကြောင့်အိမ်ကောင်းကောင်းနေရပြီဖြစ်တဲ့မိဘတွေနဲ့လမ်းမပြောက်ခဲ့တဲ့ညီငယ်ညီမတွေကတင်းရဲ့ရှင်သန်မှုကိုကျေးဇူးတင်ပြီးတင်းအတွက်ဆုတောင်းပေးနေကြမှာအမှန်ပါပဲ။ကဲစာမှုပိုင်ရှင် Soul Notes အနေနဲ့နောက်ဆုံးပြောချင်တာကတင်းပေပန်းနေတဲ့အချိန်အသက်ရှူရုံလောက်ပဲရှင်သန်ပြီးအပြန်ပြေးလာတဲ့အခါတင်ကိုယ်တိုင်အတွက်အကောင်းဆုံးနေဖန်တီးနိုင်တဲ့အထိရှင်သန်မှာလို့ပြောလိုက်ပါရစေနော်နားဆင်နေကြတဲ့မိတ်ဆွေများကြီးတင်တို့ကအခြေဦးနဲ့ပေါင်းဖက်ခွင့်ရခဲ့ကြတဲ့ကံကောင်းသူတွေလားဒီနေရာမှာစာမှုပိုင်ရှင်တဲ့ဘဝတူတွေရှိနေကြမယ်လို့ထင်ပါတယ်စာမှုပိုင်ရှင်အတွက်စကားလက်ဆောင်လေးတစ်ခုခြံထားပေးခဲ့ဖို့အကြံပြုပါရစေနော်ဒီညမှာတည့်ရဲ့နှလုံးသားအနှဲငယ်ပေါ်ပါသွားခဲ့ရင်အဲ့ဒါနဲ့ပဲ Soul Notes ရဲ့အတိတ်ပဲဟာပြည့်စုံနေပါပြီ။ကဲနောက်ထပ်ရင်ဖွင့်စာတွေနားထောင်ကြည့်မယ်ဖြစ်ဖြစ်ကိုယ်တိုင်ရင်ဖွင့်စာတွေပေးပို့ကြည့်မယ်ဖြစ်ဖြစ် like and subscribe လုပ်တော့ဖို့မမေ့ပါနဲ့နော်။ခံစားနေရသမျှဟာတတယောက်တည်းမဟုတ်ပါဘူး။ Soul Notes ကနားလည်ပေးနိုင်တဲ့ဖွဲ့စည်းနဲ့အတူအမြဲတမ်းရှိနေပါတယ်။ရှင်ဖွင့်စာများကို soulnotesteam@gmail.com သို့ရေးသားပေးပို့နိုင်ပါတယ်ရှင်။ရှင်ဖွင့်စာများရေးသားပေးပို့တဲ့အခါမှာစလုံးအရေးအတွက်ကန့်သက်ထားခြင်းမျိုးမရှိပါဘူး။ဒါကြောင့်သင်စိတ်ထဲကခန်းစားချက်မှန်သမျှကိုလွတ်လပ်စွာဖွင့်ရနိုင်ပါတယ်ရှင်။ရင်ဖွင့်စာအလုံးကိုအမည်မဖော်ဘဲဖတ်ပြပေးသွားမှာဖြစ်ပြီးကိုယ်အချက်လက်များကိုဖယ်ရှားပြီးမှသာအသုံးပြုသွားမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။